Hello guys ဒါကတော့မနေ့ကရေးချထားတဲ့စာအုပ်ထဲကဆောင်းပါးတွေဖတ်ပြမှာဖြစ်ပါတယ်ဆိုပထမဆုံးနံပါတ်1အနေနဲ့ရောက်လာတဲ့ခေါင်းစဉ်လေးကတော့ဂျိုးကင်ချေတဲ့လွှမ်းမှုလိုစေရှိတဲ့စိတ်ထားမကောင်းသူလူညစ်ပတ်များနဲ့ဆက်ဆံနေဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ဆိုအဲ့ဒီခေါင်းစဉ်နဲ့လိုက်ဖက်တဲ့လူတွေနဲ့ဆက်ဆံတဲ့အခါဘယ်လိုပြုမှုမလဲဆိုတာကိုဒီထဲမှာပါရှိမှာဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအဲ့ဒီလိုလူမျိုးတွေကရှိနိုင်တယ်ပေါ့နော်ဆိုတော့နားဆင်ကြည့်ရအောင်နော်လူတွေကိုကြိုးကင်ချေလေလွှမ်းမိုးလိုစေရှိတဲ့စိတ်ထားမကောင်းသူလူညစ်ပတ်တွေကိုတင့်ပတ်ဝန်းကျင်မှာတင်တွေ့ဖို့ပါလိမ့်မယ်ဒါမှမဟုတ်တင်ကိုယ်တိုင်သူတို့နဲ့ဆက်ဆံရတာလဲကြုံမှုကောင်းကြုံမှုပါလိမ့်မယ်လူလောကဇက်ခုံးဆိုတာလူတွေအစုံမှာပဲကိုညီတတ်သူလူကောင်းနေရှိတယ်လို့သူတို့အကျိုးကိုတင့်အကျိုးအတွက်လိုမျိုးအယောင်ဆောင်လိမ့်နေပြီးသစ်စီကအမျက်ထုတ်ဖို့ကြံစီမဲ့သူတွေလည်းရှိနေတာဟာစမ်းတော့မစမ်းပါဘူးဒီလိုမျိုးမကောင်းတဲ့ကိုယ်ကိုယ်တွေအချင်းချင်းရှိသူတွေရဲ့အပြုအမူတွေနဲ့စိတ်ဖြစ်စဉ်တွေအကြောင်းလေ့လာတဲ့စိတ်ပညာကိုတော့ dark psychology လို့ခေါ်ဆိုနိုင်ပါတယ်သူတို့အကြောင်းကိုတင်သိထားရင်သူတို့နဲ့ဆက်ဆံရတဲ့အခါသူတို့ရဲ့ကျိုးကိုချေလည်မှုမခံရအောင်တင်သတိထားနိုင်ပါလိမ့်မယ်ဒီကိုယ်ကိုယ်တွေအချင်းချင်းရဲ့ဆိုရှိသူတွေဟာတင့်ကိုကင်တွယ်လက်ပတ်ဖို့သူတို့ရဲ့ထင်မြင်ယူဆချက်တွေကဓမ္မရိတံကြတဲ့အချက်တွေဖြစ်ကြောင်းတင်ယုံကြည်လာအောင်ဆွဲဆောင်ပြောဆိုပါလိမ့်မယ်အမအဲ့ဒီကောင်ကတော့မယုံနဲ့နော်ဒီကောင်မယောက်ျားရှိနဲ့အမအမျိုးသားနာလာကတ်နေတာဒါမှမဟုတ်တယုံလုံးကခမောက်ကိုစိတ်ကြီးဝင်နေတယ်လို့ကြောင်တယ်လို့လုံငန်းမကြုံမှုလို့ပြောနေကြတာကျွန်တော်မခံနိုင်ဘူးဗျာစသဖြင့်တင့်ဘက်ကပဲခံပြင်းတဲ့ပုံမျိုးစိုးရိမ်မိတဲ့ပုံမျိုးလာပြောပါလိမ့်မယ်ဒါဟာသူတို့ကိုယုံအောင်တင့်ကိုစတင်ကြိုးကင်ချေလေဖို့အစပြုလိုက်တာပါပဲနောက်ပြီးတဲ့ကိုကြိုးကင်ချေလည်းကိုကြိုးစားတဲ့သူတွေဟာတင့်စမ်းဆောင်ရည်ကောက်အောင်သူတို့ကိုညီပေးနိုင်တယ်လို့တင့်အတွက်သူတို့သိတာပဲစုံစမ်းပေးထားမယ်လို့တင့်ဘဝကိုတိုးတက်အောင်လုပ်ပေးမယ်လို့ပြောပြီးတင့်ကိုလွှမ်းမိုးဖို့ချီးကပ်လာပါလိမ့်မယ်နောက်ပြီးသူတို့ပြောသလိုသာပြောင်းလဲမလုပ်ဆောင်ဘူးဆိုရင်တင့်ဘဝပြတ်သွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့လဲသွေဝိုက်ချင်းချောက်ကောင်းချင်းချောက်ပါလိမ့်မယ်ဒါဟာတနည်းအားဖြင့်သူတို့တင့်ကိုဝင်ဘူးအယုံသွင်းမှုစူးစမ်းတာပါပဲဒါပေမဲ့တကယ်အမှန်တရားကတော့တင့်ကိုကူညီချင်လို့မဟုတ်ပါဘူးသူတို့အပေါ်ယုံကြည်သွားအောင်အယုံသွင်းချင်တာပါတင့်အပေါ်ထိန်းချုပ်ချိုးကင်ကျဲလဲဖို့အစပြုတာပါအဆိုပါအခြားသူများအပေါ်ကျိုးကင်ချဲလဲခြင်းနဲ့အကျဉ်းစရိုက်ဆိုရှိတဲ့သူတွေဟာတင့်ကိုပြောင်းလဲသွားအောင်လုပ်လို့ရတယ်တင့်ဘဝကိုပိုကောင်းသွားစေချင်လို့တော့မဟုတ်ဒါပေမဲ့သူတို့ဘဝသူတို့လုပ်ရအတွက်လဲခိုင်မာတရားဝင်ဖြစ်စေပြီးတင်ကလည်းသူတို့အပေါ်ဆက်လက်ဖော်ရအကောင်းမြင်စေခြင်းပြန်တယ်တင့်ကိုကြိုးကင်ချေလေဖို့ချီးကပ်လာတဲ့သူတွေကိုတင်ကကြိုးကင်ချေလေဝင်ပြူလိုက်ပြီးဆိုရင်တော့သူတို့ကိုဖယ်ရှားဖို့ခက်ခဲပါလိမ့်မယ်။သူတို့ဟာအကြောင်းအရာကောင်းစဉ်တွေအမျိုးမျိုးပြောင်းမယ်တင့်ကိုသူတို့ကတောင်းဝင်ယူခိုင်းမယ်ကူညီမယ်လို့ကြိပေးထားတာတွေကိုတင်ကကူညီဖို့ပြောရင်လည်းအမျိုးမျိုးလက်ပတ်ရှောင်ခဲ့ပြီးအခိုင်းရခတ်ပါလိမ့်မယ်။အဆိုပါပုဂ္ဂိုလ်တွေအပေါ်စိတ်မျိုးထားပြီးတီးခံမနေလိုက်ပါနဲ့။တင့်ပေါ်လူတယောက်ကကင်တွဲလှည့်ပြားကျိုးကင်ချေလေဖို့လုပ်နေတာတင်တွေ့ရတဲ့အသင်ကိုတင်ယုံကြည်စိတ်အပြည့်ဝထားပါတင့်ကိုတင်ယုံကြည်စိတ်မရှိရင်ဒီစိတ်အနှောက်အယှက်ဖြစ်စရာလူတွေကြောင့်တင့်စွမ်းဆောင်ရည်အပေါ်ထိခိုက်သွားစေနိုင်ပါတယ်လေးလာမှုတစ်ခုရတင့်ကိုကြိုးကင်ချေလေဖို့ကြိုးစားလာသူကတင့်ကိုချင်းကပ်ဆွဲဆောင်လာရင်စိုးရတဲ့လူမှုဆက်ဆံရေးအခြေအနေအတော်တွင်သူပြောသမျှလုပ်သမျှကိုပြန်လဲတုံ့ပြန်နေတာထက်လစ်လျူရှုထားလိုက်တာကစိတ်ပိုင်းဆိုင်ရာအရင်းမြစ်တွေကိုထိမ့်သိမ်းပြီးသားရပါတယ်တနည်းအားဖြင့်စိတ်ရှုတတ်တာပါလိမ့်မယ်ဒီလိုမိမိအပေါ်ကြိုးကင်ချေလေဖို့ချင်းကပ်လာတဲ့အကျင့်စိတ်မကောင်းတဲ့သူတွေကိုရှောင်ကျဉ်လစ်လျူရှုထားလိုက်တာဟာအကောင်းဆုံးဖြစ်ပေမဲ့တခါတရံမှာတော့ရှောင်ကျဉ်လစ်လျူရှုတဲ့နည်းနဲ့တနည်းနဲ့တည်းမလုံလောက်နိုင်ပါဘူးဒီအကျင့်စရိုက်ဆိုရှိတဲ့သူတွေဟာတစ်ဖက်လူအပေါ်ကြိုးကင်ချေလေလွှမ်းမိုးတာကိုတိတ်တဆိတ်စီမံဆောင်ရွက်ပါလိမ့်မယ်အဆိုပါအကျင့်စရိုက်ဆိုသူလူညစ်ပတ်တွေကိုဆက်ဆံဖို့အကျင့်ပြုချက်တချို့ရှိပါတယ်အဲ့ဒီအကျင့်ပြုချက်တွေကတော့သူတို့ပြောသမျှလုပ်သမျှကိုအတက်နိုင်ဆုံးလစ်လျူရှုထားပါအဆိုပါအကျင့်စိတ်ဆိုရှိတဲ့သူတင့်အပေါ်ကြိုးကင်ချေလေလွှမ်းမိုးဖို့ကြိုးစားတဲ့သူတွေနဲ့ဆက်ဆံရမှာတင်လုံးမိနိုင်တဲ့အကြီးမားဆုံးအမှားကြီးတစ်ခုကတင်ကသူတို့ကိုပြုပြင်ပေးဖို့ကြိုးစားကြည့်လိုက်တာပါပဲအဲ့လိုသူတို့ကိုပြုပြင်ကြိုးစားကြည့်တာဟာပိုပြီးနဲ့နေတဲ့သူတို့ထောင်ချောက်ထဲကိုတင်တွန်းဝင်ပြီးတယ်လို့ဖြစ်သွားနိုင်ပါတယ်အဆိုပါပုံကိုယ်တွေဟာတင့်ကိုပဋိပက္ခတဲ့ကြားရောက်သွားအောင်အလိုမကျမှုတွေစိတ်ရှုပ်ထွေးမှုတွေကိုငါးစာအဖြစ်သုံးပါလိမ့်မယ်
ဆိုလိုတာကသူတို့ကတင့်ကိုအလိုမကျတဲ့စိတ်ရှုပ်ထွေးတာတွေနောက်ပါသွားအောင်လုပ်ပါလိမ့်မယ်တနည်းအားဖြင့်တင့်အထာကိုတီးဖို့တင့်ကိုစိတ်လှရှားသွားအောင်ဆွတ်ပေးပါလိမ့်မယ်တင့်ကိုတောက်ထိုးချနိုင်တဲ့တင့်အထာကိုသူတို့တည်သွားပြီဆိုရင်တင့်ရဲ့လှုပ်ဆောင်မှုတွေကိုလွှမ်းမိုးဖို့တင့်ကိုအလိုမကျမှုတွေစိတ်ရှုပ်ထွေးမှုတွေဖြစ်စေတဲ့နည်းဗျူဟာတွေကိုသုံးပါလိမ့်မယ်တင်လက်ကြိုက်ထားရမယ့်အကောင်းဆုံးနည်းဗျူဟာကတော့သူတို့လာပြီးတင်ဘက်ကပါတယ်လို့စေနာရောင်ပြပြီးတုံမီရှုံမီလောက်တာတွေကိုလုံးဝလစ်လူရှူထားလိုက်ဖို့ပါရိုးရှင်းဆုံးကတော့တင့်ဘွားတွေကနေအဲ့ဒီလိုလူတွေကို delete လုပ်ထားလိုက်ပါတကယ်လို့အဲ့ဒီလိုလူတွေချက်ချင်း delete လုပ်မရတဲ့တင့် spot တင့်လုပ်ဖို့ကိုင်ဘက်တင့်ဆွေမျိုးတူဦးဖြစ်နေမယ်ဆိုရင်သူတို့ပြောတဲ့မြတ်နားထောင်ခေါင်းငိမ့်လိုက်ပြီးတင့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာခရီးဆက်လိုက်ပါနံပါတ်1ရန်သူထိုးတဲ့ချက်ကိုဟန်ချက်ပြစ်အောင်လုပ်ပြပါအခြားသူတွေပေါ်ကျိုးကန်ချဲလဲလွှမ်းမှုလိုသိရှိတဲ့အကျင့်စရိုက်ဆိုးသူတွေဟာတင့်ကိုစန့်ကျင်လျက်သူတို့ရဲ့ကိုယ်ပိုင်နည်းဗျူဟာတွေကိုတစ်ချိန်လုံးသုံးပြီးတင့်ကိုထိုးနှက်နေပါလိမ့်မယ်။တင့်ရဲ့အတိတ်ကပြောက်ကတွေကိုရှာထားကောင်းရှာလာမယ်။တင့်မိတ်ဆွေတွေကိုမိတ်ဆွေဖွဲ့စည်းရုံပြီးတင့်ကိုစန့်ကျင်ပုံကန်ခိုင်းမယ်။ဥပမာအမားတို့ဌာနမှုကိုအရေးဆိုကြဘယ်တက်ကလေးကတော့နှစ်တက်ကိုမဟုတ်ဘူးဘလောက်ပေးတာအမားတို့ကိုကျွန်တော်ရတဲ့ information ပေးတာလို့တင့်အောက်ကလူတွေကိုတင်နဲ့တိုက်ပေးကောင်းပေးပြီးတင်းအောက်ကလူတွေကိုတူလူဖြစ်အောင်စီယုံကောင်းစီယုံမယ်ဒါမှမဟုတ်နံပါတ်1ကိုတိုက်ခိုက်ပြီးနံပါတ်1သမားကြသွားအောင်လုပ်ချင်တဲ့နံပါတ်2သမားဟာနံပါတ်1နဲ့ရင်းနှီးတဲ့လူကြီးတချို့ထံလက်ဆောင်တွေဝယ်သွားပြီးနံပါတ်1ဟာမိမိအပေါ်ဘလို့နှိမ့်ဆက်ကြောင်းဇလန်းတွေစင်မြည်ရည်တရွှဲရွှဲငိုပြီးတရုတ်ဆောင်ပြကနံပါတ်1အပေါ်လူတွေမုန်းတီးသွားအောင်အကွက်ချလှုပ်ဆောင်ကောင်းလှုပ်ဆောင်ပါလိမ့်မယ်ဒါမှမဟုတ်ကျိုးကိုင်ချွေလွယ်လွမ်းမိုးလိုတဲ့တင့်အကြီးကဲဟာတင့်အတွက်ဆူလက်တွေပြတင်ကအဲ့ဒီဆူလက်ရပိုင်ခွင့်နောက်လိုက်လို့နီးလာတဲ့အခါတင်မမီတဲ့နေရာထက်ရှိပြီးကင်တွေကစားတာမျိုးပါတင်ကဘလောက်ပဲလစ်လူရှူထားပါစေတင့်အပေါ်ကျိုးကင်ချဲလဲလွှမ်းမိုးလိုသူဟာတင့်ကိုကန်ဆိုးမှုမောင်ကြအောင်ထိုးနှက်ဖို့ကြိုးစားနေတော့မယ်ဆိုရင်တင်ကပြန်လဲလက်ဦးမှုရအောင်ယူထားပါအထောက်ထားအပြည့်စုံအသေးစိတ်မှတ်တမ်းတင်ထားပြီးသူ့ထိုးနှက်ချက်ကိုပြောင်းပြန်လှန်ပစ်ပါသူ့ဟန်ချက်ကိုရှာပါအဲ့ဒီဟန်ချက်ကသူ့ရဲ့မိတ်ဆွေလုပ်ဖို့ကင်ဘက်လက်အောက်နေတာဒါမှမဟုတ်မန်နေဂျာအထက်လူကြီးများဖြစ်ကောင်းဖြစ်ပါလိမ့်မယ်အဲ့ဒီဟန်ချက်ဟာနေပယ်တစ်ခုအတွက်မြင်မာတဲ့အကျဉ်းချင်မှုဒါမှမဟုတ်ရှေ့ရောက်တာလွန်နဲ့တင်နားလေကျွမ်းကျင်မှုတွေကိုဖြစ်ကောင်းဖြစ်ပါလိမ့်မယ်အဲ့ဒီဟန်ချက်ကိုသူ့အတွက်ပြတ်သွားအောင်လုပ်ပြီးတင့်အပိုင်လုပ်ထားလိုက်ပါသူနဲ့နှိစက်တဲ့သူတွေကိုမဟာမိတ်ဖွဲ့ထားပါသူနဲ့အစားတို့အသုံးချလို့ရနိုင်တဲ့လူတွေကိုရှာဖွေစုဆောင်းထားပါအဲ့ဒီလိုလုပ်လိုက်တာနဲ့အသင့်အပေါ်မကောင်းကျစီသူရဲ့ထိုးနှက်တဲ့ဟန်ချက်ကိုပြတ်သွားပါစေလိမ့်မယ်မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်အပေါ်မိမိကြည့်ပါတင်ဖို့တဲ့ဘယ်ရာတွေဟာအကောင်းဆုံးလဲဆိုတာတခြားသူတွေထက်တင်ကိုယ်တိုင်ကပိုသိပါတယ်လူများစွာအရာရာတိုင်းအပေါ်မိမိပတ်ဝန်းကျင်လူတွေစီကထင်မြင်ချက်တွေမေးတဲ့ရှာဖွေတတ်ကြပါတယ်ကျွန်တော်ဘဝအတွက်ဘာတွေလုပ်တင်လဲကျွန်တော်ဟာဘာတွေမှာတော်လဲကျွန်တော်ဘလို့လူမျိုးစားလဲစသဖြင့်မိမိကိုယ်ကအတိတ်ပဲဖွင့်ဆိုဖို့အခြားသူတွေကိုမရှာပါနဲ့တင့်ကိုယ်တဲ့အတိတ်ပဲကိုယ်တိုင်ဖွင့်မှာတင့်ကိုယ်တင်ယုံကြည်ပါတင့်ကိုယ်တင်တင့်ဘဝရဲ့အရှင်သခင်ဖြစ်အောင်လုပ်ပါအရှုံးသမားကနေအောင်မြင်တဲ့သူအဖြစ်ခွဲခြားဖို့ရမှာအခြားသူတွေရဲ့ယုံကြည်ထင်မြင်တာတွေကိုနားထောင်တတ်တဲ့စွမ်းရည်မဟုတ်ပါဘူးမိမိယုံကြည်တာကိုမိမိနားထောင်တတ်တဲ့စွမ်းရည်သာဖြစ်ပါတယ်တင့်ရဲ့ယုံကြည်တာဟာတင့်ရဲ့ကိုယ်ပိုင်နဲ့နမိတ်ပါတင့်ယုံကြည်ချက်ကိုခိုင်မာချမှတ်မယ်ခိုင်မာအောင်လုပ်ဆောင်မယ်ဆိုရင်တင့်ပေါ်လာရောက်ကြိုးကင်ချဲတဲ့လက်ပတ်လွှမ်းမိုးအမျက်ထုတ်လိုသူများရန်ကကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်ကျိုးကန်ချဲလဲလွှမ်းမိုးလူသူတွေနဲ့ဆက်ဆံရမယ်ဆိုရင်လက်ရောညီတွေအဝင်ခွင်ကြဖြစ်အောင်မနေဖို့ကြိုးစားပါတင့်ကိုယ်တင်စမ်းသစ်တည်ထွင်မှုများလုပ်ပါရှင်းနောက်ညီညွတ်တဲ့တသမတ်တဲ့ဖြစ်တာဟာကောင်းတယ်အောင်မြင်မှုနဲ့တွဲဆက်နေတယ်ဆိုတော့အယူအဆဟာလဲမတဲ့နားလည်မှုတရက်တာဖြစ်ပါတယ်လူမှုဆက်ဆံရေးမှာအမြဲတသမတ်တဲ့ဖြစ်နေလို့မရပါကျိုးကန်ချဲလဲလွှမ်းမိုးလိုတဲ့သူတွေကတော့တင်ကသူတို့အပေါ်တသမတ်တဲ့ဖြစ်နေတာကြိုက်ပါလိမ့်မယ်အဲ့ဒီလိုဖြစ်နေမှသူတို့ရဲ့တင့်အပေါ်ကျိုးကန်ဖို့အခွက်ချစီစဉ်ရမယ့်အစီအစဉ်တွေကိုလုပ်ကင်ဖို့လွယ်ကူမှာကိုကျိုးကန်ချဲလဲခြင်းနဲ့အလုပ်ရှင်ဆိုရင်တင့်ကိုမနက်9 နာရီမှာအလုပ်ကိုရောက်လာသူတို့အတွက်လောက်ခအနည်းဆုံးနဲ့လုပ်ပြီးညနေသက်မှတ်ချိန်ပြန်ပြီးသူတို့အတွက်တင့်တောင်းဝင်ခြင်းပေးမှုအပေါ်ကျင်းနဲ့စေတဲ့တင့်ရဲ့ဆက်ရုပ်တရုပ်လိုတင့်ကိုဆက်ရုပ်တရုပ်လိုကျိုးကန်ခြင်းမှာပဲဆက်ရုံတစ်ခုကတက်စင်
assembly line ကိုတင်ပုံမှန်လဲပတ်နေတာကိုကြိုက်ပါလိမ့်မယ်သူတို့ကတင့်ကိုကြိုးကန်ချေလဲဖို့ကြိုးစားတဲ့အခါဒီသဘောတရားကိုသုံးပါလိမ့်မယ်တင့်ကိုကြိုးကန်ချေလဲနေတာကိုဝေးရှောင်နေဖို့ကတော့အခြားသူကတင့်အပေါ်ချမှတ်ထားတဲ့နည်းနည်းပဲကန့်သက်ချက်တွေလုံးဝပြိမလာအောင်တွန်းကန်ထားပါဒါကြောင့်သူတို့နဲ့တသမတ်ထဲလိုက်ရွေးညီစွာမဖြစ်အောင်နေပါအဲ့ဒီအစမိမိနီးနေတာထင်ရှားပေါ်လန်နေအောင်အလုပ်လုပ်ပါနေရာတိုင်းကိုဖြစ်နိုင်တဲ့များအထူးခြားတဲ့နည်းတွေနဲ့အလုပ်လုပ်ပါကျိုးကင်ချေလဲလွှမ်းမိုးဖို့ကြိုးစားသူတွေနဲ့ဆက်ဆံရမှာဘယ်တော့မှလေကြီးထိုးရိုးရိုးတသမတ်ထဲမနေပါနဲ့ကိုယ်ပိုင်အစွမ်းဆောက်ဖွံ့ဖြိုးတယ်ဆိုတာသူ့အတိတ်ပဲအရာကတမရိုးချက်နီးနဲ့မဟုတ်ပဲမိမိကိုမိမိအဆက်မပြတ်ပြောင်းလဲတိုးတက်အောင်လှုပ်ဆောင်နေခြင်းသာဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့အလျှော့ပေးလိုက်ရောတာကိုရက်ပြပါအပြစ်ဆွဲခံစားစိတ်ဟာအသုံးမကျတဲ့စိတ်လှုပ်ရှားခံစားမှုသာဖြစ်ပါတယ်ဒါပေမဲ့အင်အားကြီးမားတဲ့လက်နက်တစ်ခုလည်းဖြစ်ပါတယ်ကြိုးကန်ချဲလဲလွှမ်းမိုးလိုစိတ်ရှိတဲ့သူတွေဟာတင့်ကိုအပြစ်ဆွဲခံစားစိတ်ဖြစ်စေတဲ့နည်းကိုလက်နက်တစ်ပွဲအတုံးချပါလိမ့်မယ်အတိတ်ကကြာရှုံးတာတွေအမားအသေးဖွေးလေးတွေအတွက်ပုံကြီးချဲ့ပြီးတင့်ကိုခံစားသွားရအောင်ပတ်ဝန်းကျင်ကိုလှုပ်ဝက်တဲ့ကောင်းဖြန့်ကောင်းဖြတ်မယ်ဒါမှမဟုတ်သင်ပျော်ရွှင်ယုံကြည်စိတ်ဖြစ်ရာကနေအပြစ်စိတ်ခံစားရအောင်လုပ်ကောင်းလုပ်ပါလိမ့်မယ်ဘယ်သူမှမိမိအကြောင်းမိမိအမြင်အကောင်းကြီးခံစားနေရတာမဟုတ်ဆိုတာကိုနားလည်ပါဒါပေမဲ့အကျိုးကင်ချေလဲလုံးမို့လို့စိတ်ရှိသူတွေဟာတင့်ကိုတင်အပြစ်ဆွဲခံစားစိတ်ရှိအောင်တနည်းနည်းနဲ့ဖန်တီးဖို့တင့်ကိုရမှာတပုတ်လေးလေးပြောတာလောက်ကောင်းလောက်ပါလိမ့်မယ်နောက်ထပ်သူတို့သုံးတဲ့နည်းတစ်ခုကတင့်ကိုတက်မြန်းစိတ်တွေဖြစ်ပြီးစိတ်မလုံးမချုံဖြစ်နေအောင်ဖန်တီးပေးတာပါတင့်ကိုတင်တန်တရားစိတ်ဝင်သွားအောင်တွတ်သွင်းမှုကြိုးစားပါလိမ့်မယ်တင့်စွမ်းရည်နဲ့တင့်တန်ဖိုးအပေါ်မှာလဲတင့်ကိုတင်တန်တရားဝင်အောင်လုပ်ပါလိမ့်မယ်ကျိုးကချေလလမ်းမို့လို့စိတ်ရှိသူတွေဟာတင့်ကိုမရေမရာခံစားရအောင်တန်တရားရှိအောင်လုပ်ပြီးဒီနည်းတွေနဲ့သူတို့ရဲ့လွှမ်းမိုးမှုအင်အားကိုတိစောက်ပါလိမ့်မယ်တင့်မရင်မရခံစားမှုတွေတန်တရားတွေအပြစ်ဆွဲခံစားစိတ်တွေကြီးထွားလာလေသူတို့ရဲ့လွှမ်းမိုးနိုင်တဲ့အင်အားကကြီးမားခိုင်မာလေးဖြစ်ပါလိမ့်မယ်ဒါတွေပြည့်ရှင်းမှုအဖြေကရိုးရိုးလေးပါတင့်ကိုတင်အပြစ်ဆွဲစိတ်ဖြစ်တာကိုရက်လိုက်ပါတင့်ကိုတင်တန်တရားဖြစ်တာမရေမရာဖြစ်တာတွေကိုလည်းရက်ပစ်လိုက်ပါဒါတွေဟာတင့်အလုပ်တင့်ဘဝနဲ့ဆိုင်တဲ့အခါဆိုရင်လည်းတင်ပစုကူမှအကျွေးဆက်နေစရာမလိုပါတင့်အကြောင်းတင်အကောင်းခံစားနိုင်ခွင့်ရှိတယ်လို့တင့်အောင်မြင်မှုအတွက်ဂုဏ်ယူဖို့တင့်မှာအခွင့်အလမ်းရှိပါတယ်တင်နဲ့ထိုက်တန်ပါတယ်တစ်စိတ်ချမ်းမြေ့ပျော်ရွှင်နေတာကိုလျှော့ပေးလိုက်တာဟာစောင့်ထိန်ရမယ့်လူချင်းဝင်မဟုတ်တယ်လို့မတ်ဘုံနိဗ္ဗာန်ရောက်တဲ့နီလန်းလည်းမဟုတ်ပါတင့်ကိုတင်ပျက်စီးစေတဲ့နီလန်းပဲဖြစ်ပါလိမ့်မယ်ကျိုးကချေလဲလွှမ်းမိုးဖို့ကြိုးစားလာသူထံကဘယ်တော့မှခွင့်ပြုမိတ်မတောင်းပါနဲ့ခွင့်ပြုဖို့တောင်းဆိုရတာကခွင့်လွတ်ဖို့တောင်းဆိုရတာထက်ပိုလွယ်ကောင်းလွယ်ပါလိမ့်မယ်ကျေးဇူးပြုပါလှုပ်ခွင့်ပြုပါတောင်းခွင့်ပြုပါပြောခွင့်ပြုပါစသဖြင့်ကျွန်တော်တို့ဟာတစ်ဖက်လူတို့ထံကခွင့်ပြုမိတ်တောင်းပြီးမှလောက်ကံဖို့လေ့ကျင့်ထားတာခံရပါတယ်လိုင်းထဲမှာတန်းစီဆောင်ဆိုင်တတ်ဖို့မိမိအလှည့်ရောက်အောင်စောင့်ပြီးမှစကားပြောဖို့လေ့ကျင့်ပေးတာခံရပါတယ်ယာရုတို့ဖို့အချိန်ကာလတစ်ခုကိုစောင့်ဆိုင်ဖို့လဲပြောထားတာခံရပါတယ်အစည်းအဝေးတွေမှာညီညီလေးထိုင်မိမိအလှည့်မတိုင်ခင်စကားပြောဖို့ဒါမှမဟုတ်လက်ထောင်လိုက်ဖို့အာနာပြီးအလှည့်ကျခွင့်ပြုမိတ်ရအောင်စောင့်ဆိုင်တာနဲ့ကျင့်သားရနေတတ်ကြပါတယ်ဒီလေ့ကျင့်မှုတွေဟာကောင်းပါတယ်ယဉ်ကျေးပြီးအလိုက်တည်တတ်တာအခြားသူတွေကိုတက်တောင့်တက်တာဖြစ်စေလိုမှုအတွက်အလုံးမင်းစိုးရိမ်နေတာကိုရက်ပစ်လိုက်မယ်ဆိုရင်ရောဘယ်လိုဖြစ်မလဲကျိုးကချေလဲလွှမ်းမိုးလိုစိတ်ရှိသူတွေဟာသူတို့စီကိုမတောင်းဆိုပဲတင်လွတ်လက်မလုပ်ဆောင်နိုင်အောင်လုပ်ထားတဲ့အချို့သောစံထားမှုတွေစီးမြင်းတွေနဲ့တင့်ကိုချုပ်ကင်ထားရတာမျိုးကိုသဘောကျပါလိမ့်မယ်တကယ်အမှန်ကတင့်အသက်မွေးမှုအလွတ်မှာတင့်ရှေ့ရောက်ဖို့ဘယ်ချိန်မှပဲဖြစ်ဖြစ်တင့်စိတ်ကြိုက်အရေးယူဆောင်ရွက်နိုင်ပါတယ်တင့်ဘဝတင်ကိုယ်တိုင်အပြည့်အဝထိန်းချုပ်နိုင်ပါတယ်ကိုယ့်ဘဝကိုထိန်းချုပ်ဖို့ဘယ်သူစီမှခွင့်ပြုမိတ်တောင်းစရာနေစရာမလိုပါဘူးတင့်ရွေးချယ်မှုတွေဟာသူတို့စီကခွင့်ပြုမိတ်တောင်းနေစရာမလိုတဲ့တင့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့အရာတွေပဲဖြစ်ပါတယ်နောက်ထပ်အကောင်းဆုံးတစ်ခုကြီးမားတဲ့ဘဝရည်မှန်းချက်ထားပါဒီလောကကြီးမှာအခြားသူတွေအပေါ်ကြိုးကန်ချေလေသူတွေဆက်လက်ရှင်သန်နေတဲ့အကြောင်းရင်းကတော့သူတို့ဘာတွေလုပ်နေလဲဆိုတော့ကိုလူများစွာကမသိတာကြောင့်ပါပဲတကယ်လို့သင်ဟာသင်ဘဝအတွက်သင်ကိုယ်တိုင်ချမှတ်ထားတဲ့ကြီးမားတဲ့ဘဝရည်မှန်းချက်တွေမရှိဘူးဆိုပါလေဘာမဆိုယုံကြည်ဘာမဆိုလှုပ်ဆောင်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ရည်ရွယ်ချက်မထားသူဟာဘာမှ
ထို့အတွက်အရေးမကြီးလို့ပါဘာမှရည်မှန်းချက်မထားသူဟာအချိန်တွေဖြုံးတိပြစ်မိမယ်မိမိဘဲကိုဥတည်ရမယ်ဆိုတော့ကိုမသိတယ်လို့လက်ရှိနေရကိုဘာကြောင့်ရောက်နေတယ်လဲဆိုတာလဲသိထားမိမှာမဟုတ်ပါဘူးဘဝရည်မှန်းချက်မထားသူတွေဟာမိမိကိုယ်ကိုအထင်းချုပ်ကင်းမဲ့မှုဖြစ်မသွားဘူးမိမိမကြိုက်တဲ့အလုပ်မှာပဲဆက်လုပ်နေမယ်စက်တစ်ထင်မှုမရှိတဲ့လုံရိုးလုံစင်နေ့စဉ်အလုပ်တွေနဲ့ပဲလဲပတ်နေမယ်အကျိုးမရှိမရေမရာမသေးကြတဲ့အစည်းအဝေးတွေတက်ပြီးအချိန်ကုန်ကောင်းကုန်နေပါလိမ့်မယ်အခြားသူတွေကိုကြိုးကင်ချဲလဲလက်မို့လိုစိရှိတဲ့အကျင့်ဆက်ရိုက်ဆိုးရှိသူတွေဟာမိမိကိုယ်ပိုင်ရည်မှန်းချက်ခဲခဲမမရှိမထားသူတွေကိုအတုံးမကျတဲ့သတင်းချက်လက်တွေလှုပ်ဆောင်စရာတွေဖြန့်ဝေဆွဲဆောင်ပြီးထိန်းချုပ်ထားပါလိမ့်မယ်ကျုပ်ပြောရလောက်ကြီးတချို့လူတွေကကိုယ့်ကိုပြောမှမသိတဲ့လူအတွေဆိုတာမျိုးဆွဲဆောင်ပြီးလက်မှုကောင်းလက်မှုပါလိမ့်မယ်ဒီဖိတ်လုံးတွေနဲ့ဆွဲဆောင်ထိန်းချုပ်မှုကနေလွတ်မြောက်နိုင်ဖို့ကတော့တင့်ကိုယ်ပိုင်ခိုင်မာတဲ့ဘဝရည်မှန်းချက်ကြီးကြီးချထားဖို့ပါပဲတင့်ကိုယ်ပိုင်ရွေရာကိုတင်သိနေရင်တင့်ကိုကြိုးကင်ချွေလက်မို့ကိုကြိုးစားမဲ့အချင်းစရိုက်ဆိုရှိသူတွေဟာတင့်ကိုအလွယ်တကူဆွဲဆောင်လှမ်းမိုးနိုင်ဖို့ရနိုင်မယ်မဟုတ်ပါဘူးဒီအချက်ကိုတင်တတိပြုနေရင်သူတို့အနေနဲ့တင့်ကိုစိတ်ပြန့်လွင့်သွားအောင်လမ်းလွဲမသွားအောင်လုပ်နိုင်မှာမဟုတ်ပါဘူးနောက်ဆုံးတစ်ချက်ကတော့တင့်ကိုတင်တာဝန်ယူပါတစုံတစ်ယောက်ကတင့်ကိုတစ်ချိန်လောက်အယူလုပ်မယ်ဆိုရင်တင့်အတွက်ရှက်စရာဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်ဒါပေမဲ့အချိန်များစွာအယူလုပ်ခံနေရတယ်ဆိုရင်တော့သင်ဟာလူလုံလူအောင်မှုပါကျုပ်ကလက်ပတ်ချက်လဲလွှမ်းမိုးလူသူတွေကိုသင်အပေါ်အမျက်မထုတ်နိုင်အောင်တားမြစ်ပါပြောရဲဆိုရဲရှိပါမိမိအားခြေတုပ်ခုံတပွဲချနေတာကိုခွင့်မပြုပါနဲ့ဆိုလိုတာကအောက်ကျခံမနေပါနဲ့ဘယ်သူမှတင့်အတွက်အကြက်ရိုက်နေစေမှာမဟုတ်ပဲတင်ကိုယ်တိုင်ကသာအကြက်ရိုက်ခံစားနေရပါလိမ့်မယ်တင့်ကိုလှက်ပတ်ကြိုးကင်ချဲလဲလွှမ်းမိုးဖို့ကြိုးစားနေသူတွေကိုတင်ကိုယ်တိုင်သိမြင်သတိထားပါတင်ပြဿနာအတွက်ဘဝတစ်လျှောက်လုံးအခြားသူတွေကိုသာအပြစ်ပုံချပြီးမျောလိုက်နေလို့မရပါဟုတ်ပါတယ်အခြားသူတွေကိုကြိုးကင်ချဲလဲလှက်ပတ်လွှမ်းမိုးအမျက်ထုတ်လိုစိတ်ရှိတဲ့အကျက်စရိုက်ဆိုးတဲ့သူတွေဟာနေရာတိုင်းမှာရှိနိုင်ပါတယ်သူတို့လှုပ်ဆောင်မှုတွေကမနှိမ့်မြုပ်ပွဲကောင်းပါတယ်။ဒါပေမဲ့ဒီအရာတွေကိုအောက်ခံရမယ်လို့မဆိုလိုပါဘူး။တင်ကသာခွင့်မပြုရင်တင့်ကိုကြိုးပမ်းချဲလွယ်လို့မရနိုင်ပါဘူး။တင်ရဲ့ကိုယ်ပိုင်အောင်မြင်တာကိုယ်ပိုင်ကြရှုံးတာတွေအတွက်တင့်ကိုယ်တိုင်မှာလည်းတာဝန်ရှိပါလိမ့်မယ်။အခြားသူတွေဟာတင့်ထက်တာတဲ့နည်းဗျူဟာတွေစဉ်းစားမှုတွေနဲ့တင့်ထက်တာအောင်လုပ်ပြီးတင့်ကိုကြရှုံးစေအောင်လုပ်ခဲ့ရင်လည်းဒီကြရှုံးမှုဟာတင့်အပြစ်ကြောင့်သာဖြစ်ပါလိမ့်မယ်။သူတို့အပေါ်အပြစ်ပုံချလို့မရပါ။တင့်ကိုတင်တာဝန်ယူပါတာဝန်ခံပါတင့်အမားတွေကနေတင်ငန်းစာယူပါဒီယုံကြည်စိတ်ချလို့မရတဲ့အကျိုးကံချဲလက်လောက်မှုလိုစိတ်ရှိတဲ့သူတွေတင့်မှာရှိနေရင်သူတို့အပေါ်ထက်ခါယုံကြည်မနေပါနဲ့တော့အဆက်ဖြတ်လိုက်ပါတင့်ဘဝတွေကနေထုတ်ပြလိုက်ပါတင့်အပေါ်အမျက်မထုတ်တတ်တဲ့တင်နဲ့စိတ်သဘောထားတူလူကောင်းတွေနဲ့ပဲတင့်ကိုဝန်းရံထားဖို့စိတ်ကူးလိုက်ပါဒေါက်တာမြတ်လွင်စိတ်ပညာဖြစ်ပါတယ်ဆိုတော့အချက်လက်ကသူပြောတာပေါ့နော်တစ်ခုနှစ်ခုသုံးခုလေးခုငါးခုခြောက်ခုခုနှစ်ခုရှစ်ခုပေါ့နော်ခေါင်းစဉ်ရှစ်ခုနဲ့ပြောထားရပေါ့နော်အဲ့ဒီကိုယ့်ပုံမှာခြေလက်မိုးခြင်းတဲ့လူတွေရဲ့စိတ်သဘောထားတွေကိုရှောင်ကျဉ်နိုင်မှုပေါ့နော်ဒါပေမဲ့ဒီမှာဖတ်နေရင်တခုစဉ်းစားမိတာကဒါတချို့လူတွေကပေါ့နော်သူတို့ရဲ့မသိစိတ်မှာကိုဟာတခြားသူပေါ်မှာလွှမ်းမိုးဖို့ကြိုးကင်မှုကြိုးကင်နေမှမသိကြိုးကင်နေတယ်ဆိုတာတော့မသိတဲ့စိတ်ခံစားမှုမျိုးရှိတဲ့လူတွေလည်းရှိတယ်ပေါ့နော်တေချာပေါက်သူတို့ဟာတကယ်လုံးဝဇယိုက်ဆိုးနေတယ်ဒါပေမဲ့သူတို့ရဲ့လုပ်ရက်တွေကတခြားသူကိုအဲ့လိုမျိုးထိကိုက်နေပြီတခြားသူကိုလှမ်းမိုးဖို့လုပ်နေပြီဆိုတာတော့သူတို့ကိုယ်တိုင်သူတို့မသိတဲ့လူတွေလည်းရှိတယ်ပေါ့နော်ပြောရရင်ဒါဟာလည်းသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေပေါ့နော်သူ့ရဲ့လူရင်သူ့ရဲ့လိုအပ်ချက်ကဘာတွေဖြစ်လာလဲဆိုတာကိုလည်းမသိရဆိုတော့လေဘယ်လိုပဲဆိုကိုယ်လောက်ရမှာကကိုယ်သိရမယ်ပြီးရင်ကိုယ်နဲ့ဆက်ဆက်နေတဲ့သူကကိုယ့်ပေါ်မှာဘယ်လိုအပြုအမူတွေရှိနေလဲဘယ်လိုစိတ်သဘောထားတွေရှိနေလဲဆိုတာကိုယ်သိမြင်ရမယ်ပေါ့နော်အဲ့ဒီလိုသိမြင်နိုင်ဖို့ကလည်းလုံလောက်တဲ့အသိဉာဏ်ရှိမှရမယ်ပေါ့နော်သူကကိုယ့်ပေါ်လွှမ်းမိုးနေပြီလားအကောင့် positive side နဲ့လွှမ်းမိုးနေပြီလား negative side နဲ့လွှမ်းမိုးနေပြီလားဆိုတော့အတိကိုကမရှိဘူးဆိုရင်တော့ဒါတော့လုံးဝဟိုပါပေါ့ကိုယ့်ပေါ်မှာကောင်းလားမကောင်းလားမသိနိုင်အောင်เนาะဘလို့ရှောင်ရမလဲဆိုတာတဲ့အဲ့ဒီလူကကိုယ့်ပေါ်မှာဘလို့ထိခိုက်နေရဆိုတာတော့မသိတဲ့လူဖြစ်တာကြောင့်လို့ပေါ့နော်ဆိုပထမအဆင့်ကတော့ဘလို့အပြုအမူတွေဟာကိုယ့်ပေါ်မှာ
လွှမ်းမိုးနေပြီလဲဆိုတာကိုသိရမယ်အဲ့ဒါသိပြီးနောက်အဲ့ဒီလူဟာကိုယ့်ဘောမှာဘလို့လူဆိုတာသိပြီးနောက်မှာနောက်ထပ်လုပ်ရမယ့်အလုပ်ကရှောင်ကျဉ်ရမယ့်အလုပ်ဖြစ်ပါတယ်ဆိုတော့ဒါကတော့ရှောင်ကျဉ်ရမယ့်အလုပ်ပေါ့နော်သူတို့ပြောသမျှလုပ်သမျှကိုအတက်နိုင်ဆုံးလစ်လူရှုထားပါနံပါတ်1ရန်သူထိုးနှက်ချက်ကိုဟန်ချက်ပြအောင်လုပ်ပြပါနံပါတ်3မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်အပေါ်မိမိကြည့်ပါနံပါတ်4ကျိုးကိုင်ချေလွန်မှုလူသူနဲ့ဆက်ဆံရမယ်ဆိုရင်လက်ရောညီထွေးအဝင်ခွေချက်ပြအောင်နေဖို့မကြိုးစားပါနဲ့နေဖို့မကြိုးစားပါနဲ့မနေဖို့ကြိုးစားပါအလျှော့ပေးလိုက်ရောတာတွေကိုရပ်ပြပါကျိုးကိုင်ချေလွန်မှုဖို့ကြိုးစားလာသူထံကဘယ်တော့မှဖွင့်ပြမိတ်မတောင်းပါနဲ့နောက်ဆုံးတစ်ချက်ကြီးမားတဲ့ဘဝရည်မှန်းချက်ထားပါပြီးတော့ရင်တင့်ကိုယ်တင်တောင်းဝင်ယူပါလို့အချက်လေးရှစ်ချက်နဲ့ခွဲလိုက်ပြီပေါ့နော်ဆိုတော့ဘယ်သူမှဆိုဒီထဲမှာမှန်ကန်တဲ့အချက်ကကိုယ့်ရဲ့ရည်ရွယ်ချက်ကိုအမြဲသိသိထားလို့ပြောချင်တဲ့အဓိပ္ပာယ်ရှိတယ်ပေါ့နော်ကိုယ့်ရဲ့ရည်ရွယ်တခါတည်းကျရင်ကိုယ်ဒီမှာခက်ခဲတဲ့အတိုင်းအတာတွေရှိရောကိုယ့်ရဲ့ရည်မှန်းချက်ကိုတွားဖို့ခက်ခဲတဲ့အတိုင်းအတာတွေရှိတယ်တခြားသူရဲ့အကြံဉာဏ်တခြားသူရဲ့ feedback ကိုသွားပြီးတော့မျှော်လင့်နေတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ပြောချင်တာကိုယုံကြည်ပါကိုယ့်ရဲ့လုပ်ရကိုသိနေတာကြောင့်မို့လို့ကိုပဲအရင်ယုံကြည်ပြီးတော့ရှေ့ဆက်လျှောက်လိုက်ပါပေါ့နော်အဲ့ဒီထဲကနေမှနည်းနည်းလွယ်သွားနိုင်တဲ့အခြေအနေရှိရတာတချို့လူတွေကကိုယ့်ပေါ်တကယ်ကောင်းမွန်တာဖြစ်ပါတယ်ကောင်းမွန်တဲ့စိတ်ကိုအရန်ရှေ့ရှုပြီးတဲ့နောက်မှာအရန်နေပေါ့နော်ကောင်းစေခြင်းလွန်သွားတဲ့သူတို့ရဲ့အတ္တတွေရှိတတ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုတော့သတိပြုပြီးတော့သတိထားရမယ်ပေါ့နော်ကောင်းတဲ့လူဖြစ်တဲ့အတိုင်းပဲသူ့ရဲ့အတ္တလေးကြောင့်ဒါသူကကိုယ်ပေါ်လွှမ်းမိုးနေတယ်လို့ဖြစ်တယ်ဆိုတာကိုနားလည်လက်ခံရမယ်ဆိုတာကိုပြောချင်တာဖြစ်ပါတယ်ဆိုတော့ဒါကတော့ဒီလောက်ပါပဲဒါဆိုရင်နောက်ထပ်ခေါင်းစဉ်ကနောက်ဆက်ခေါင်းစဉ်လေးလာမယ်ပေါ့နော်ဆိုတော့အားလုံးကိုဆက်ပြီးတော့နားထောင်ကြည့်ခြင်းနဲ့ဒီစာအုပ်ဖတ်နေစဉ်မှာပေါ့နော်တကယ်ကောင်းမွန်လို့ပြောတာဖြစ်ပါတယ်တကယ်လို့ဘဝမှာပေါ့နော်လိုအပ်တဲ့အကြောင်းအရာဖြစ်တာကြောင့်မလို့ဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ခေါင်းစဉ်လေးမှာပြန်လည်ဆုံတွေ့ချင်ပါတယ်